နက်ခင်းနေအောင်အောင်မှာမိခင်နှိပ်ပြမကြီးတစ်ကောင်ပြန်ဝဲလာပြီးတည့်ရစိမ့်စိမ့်လေးပေါ်မှာပလဲလုံးလေးလိုတောက်ပတဲ့ဥလေးတစ်လုံးကိုဥချလိုက်ပါတယ်။သေးငယ်ပဲမဲ့ဒီဥလေးထဲမှာအန်အောစရာဘွားတစ်ခုစတင်မှုစောင့်ဆိုင်နေပါတယ်။ရအနှဲငယ်ကြတော့ဥလေးပေါက်ပြီးဘိုက်ရမ်းဆောင်နေတဲ့ခူကောင်လေးတစ်ကောင်ထွက်လာပါပြီ။သူ့ရဲ့အလုပ်ကတော့စားဖို့ပါပဲ။တဲ့ရက်တွေကိုကြီးရပြီးပြည့်ရဲ့အားရပါရကြိုက်စားရင်ရေကုန်လေးလဲပြီးသူဟာတဖြည်းဖြည်းကြီးထွားတန်မာလာပါတယ်။စားလို့ရသွားတဲ့အခါခူကောင်လေးကတစ်ကိုင်းမှာတွဲလဲခိုပြီးရုပ်ဖုံးအိမ်လေးဖွဲ့စည်းလိုက်တယ်။အပြင်မန်းကငြိမ်သက်နေပေမဲ့အထဲမှာတော့သူ့ခန္ဓာကိုယ်တစ်ခုလုံးလှပတဲ့အသွင်ပြောင်းလဲနေတဲ့မော်ဆန်တဲ့အရာတွေဖြစ်ပျက်နေတာပါ။ဟာအချိန်တန်တော့ရုပ်ဖုံးခုံကိုဖောက်ပြီးရောင်စုံလေးပြောင်းလို့ဖြစ်ထွက်လာပါပြီ။တို့နေတဲ့အတောင်ပံတွေကိုဖြည်းဖြည်းချင်းဖြန့်ကားလိုက်တဲ့အခါဖိတ်မှတဲ့ပကြီးကားလေးလိုပါပဲ။အတောင်ပံနေတန်မာတာနဲ့သူဟာလွတ်လပ်တဲ့ကောင်းကင်ကြီးစီကိုပျော်ရွှင်စွာပြန်တန်းသွားပါတော့တယ်။ Burmese AI Studio Page ကနေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုအမြဲမျှဝေပေးသွားမှာမို့လို့ page လေးကိုအမြဲစောင့်ကြည့်ပေးကြပါအောင်ရှင်။